ထိုင်းနိုင်ငံအတွင်းမှာရောက်ရှိပြီးရုန်းကန်လှုပ်ရှားနေကြတဲ့ခုနှစ်သားသမီးအားလုံးပဲမင်္ဂလာပါအခုတလောမှာထိုင်းနိုင်ငံထဲမှာအလုပ်ကိုင်ရှာဖွေရတာခက်ခဲနေတာမျိုးရောက်ခါစားမို့လို့ဘဲကစပြီးဘာလို့ရမှာမသိလမ်းပြောက်နေတာမျိုးဒါမှမဟုတ်လက်ရှိအလုပ်ထဲမှာအတိုက်ခံတွေအလုပ်ရှင်နဲ့ပြောတနာတွေကြုံနေရလို့စိတ်ညစ်နေရပါသလားမိသားစုကိုလှုပ်ချွေးဖို့အတွက်ငွေကြီးပိတ်စုပြီးရင်းပူနေရတဲ့တင့်ရဲ့တောကတွေကိုဒီနေ့ညမှာပဲအပြီးတိုင်ခြံထားရထဲပါတော့ထိုင်းနိုင်ငံရဲ့အဆောင်ရှောက်နှကောင်းနှမြတ်နေတဲ့ဖျားစွမ်းရင်ကိုအခြေခံပြီးလာမယ့်ရက်ပိုင်းအတွင်းမှာပဲတင့်ရဲ့အလုတ်ကိုင်းကံကြမ္မာကိုဖြုံးကနေပွင့်လန်းသွားစီမဲ့အစွမ်းထက်ရရကိုဆရာကြီးကအသေးစိတ်ပြောပြပေးပါမယ်။ထိုင်းနိုင်ငံမှာအလုတ်ကိုင်းကံပွင့်ဖို့အတွက်တင့်အနေနဲ့အောက်ပါအချက်၄ချက်ကိုစနစ်တကျသတိပြုပြီးလှုပ်ဆောင်ပေးပါ။နံပါတ်1အလုတ်ကိုင်းတဲ့အမြန်ဆုံးရခြင်းနဲ့အင်တာဗျူးတွေအောင်မြင်ခြင်းနဲ့ဆိုရင်ထိုင်းရိုးရာနတ်စင်သို့မဟုတ်တင့်အိမ်နီးနားကထန်ရှင်းတဲ့နေရာတစ်ခုမှာအုံဒီစိမ့်တလုံးသို့မဟုတ်ဖယုံဒီတလုံးကိုတွားရောက်လူရမ်းပြီးကျွန်ုပ်ထိုင်းနိုင်ငံမှာရှာဖွေနေသောအလုပ်အကိုင်မှန်သမျှအမြန်ဆုံးစိုက်မြက်အဆင်ပြေပါစေလို့အာယုံပြုဆုတောင်းပါနံပါတ်2အလုပ်ထဲမှာအပေါင်းအသင်းတွေနှိမ်တာအလုပ်ရှင်ကမျက်နှာထားမပေးတာမျိုးကြုံနေရရင်တော့နန္တာဗျူနန္တာရီသို့မဟုတ်ထိုင်းအမွှေးတိုင်အရွာရောင်၃တိုင်ကိုညှိထွန်းပြီးမိမိအလုပ်ခွင်ရဲ့အဝင်ဝကိုစိတ်ကူးနဲ့အာယုံပြုကမေတ္တာတုပ်ရွတ်ဆိုပေးပါနံပါတ်3ထိုင်းနိုင်ငံမှာနေထိုင်အစဉ်အသွေးလာခေတွေပိုရခြင်းနဲ့ငွေအမြဲခြင်းနဲ့ဆိုရင်မိမိအခန်းကဖျားစဉ်သို့မဟုတ်တန်ရှင်းတဲ့နေရာမှာအပတ်စဉ်တနင်္ဂလာနေ့တိုင်းတပြေညွန့်၃ညွန့်ကိုရေစင်ကွက်ထဲစိုက်ပြီးကတ်လှူပါတပြေညွန့်ကတ်လှူတဲ့အခါမှာငွေကြီးရေးစီးဝင်မှုကိုအဟန့်တာဖစေတဲ့စိတ်ပူပန်မှုတွေကိုဖယ်ရှားပြီးငါရဲ့အလုပ်ကိုင်းကနေငွေတွေဒီရေလိုတိုးပါစေလို့စိတ်ထဲကနေပြင်းပြင်းထန်ထန်ဒိဋ္ဌံပြုပြရပါမယ်နံပါတ်4ထိုင်းနိုင်ငံမှာဘာလို့အစင်မပြေပဲလက်ပိတ်နေတယ်လို့ခံစားရရင်ညအိတ်ခါနိုင်ကိုင်းဖန်ကွက်အတစ်တစ်ခွက်ထဲမှာရေတန့်အပြည့်ထည့်ပြီးမိမိအိတ်ရရဲ့ခေါင်းရင်းသို့မဟုတ်အခန်းထောက်မှာထားအိတ်ပါမနေ့မိုးလင်းတဲ့အခါအဲ့ဒီရေကိုအိမ်ပြင်ကအပင်ကြီးအင်းသို့မဟုတ်မြေကြီးပေါ်တွန်ကစ်လိုက်ပါနံပါတ်5ကိုကဘာလို့အစင်မပြေဘူးရရတွေလှုပ်ဖို့တောင်ပတ်စံမတက်နိုင်တော့ဘူးဆိုရင်မနေ့ဖြန်မနေ့ပိုင်းမှာမိမိတက်နိုင်တဲ့လောက်အကျွေစိတ်9စိတ်ကိုယူပါထိုကျွေးစေးတွေကိုရေစင်ကွက်တစ်ခုတည်းထည့်ပြီးဖျားစင်ရှိမှတင်ကားထိုင်းနိုင်ငံအတွင်းရောက်ရှိနေသောကျွန်ုပ်၏အလုတ်ကိုင်လက်လန်းမှန်သမျှယခုရပ်ပိုင်းအတွင်းဝုန်းကနေပွင့်လန်းပါစီလို့9ချိန်တိတိစိတ်ထဲကနေပြင်းပြင်းထန်ထန်ဆုတောင်းပေးပါဆုတောင်းပြီးလျင်အဲ့ဒီအကျွေးစေးတွေကိုစုပြီးအနီးနားကဖျားเจ้าသို့မဟုတ်အလူကံပုံးတစ်ခုခုမှတွားရောက်လူဒန်းလိုက်ပါဒါဆိုရင်တော့တင့်ရဲ့အလုတ်ကိုင်ကန်းတကားကြီးပွင့်သွားပါပြီတင်းကအခုထိုင်းနိုင်ငံရဲ့ဘယ်မြို့ဘယ်ဒေသမှာရောက်ရှိပြီးဘလို့အလုပ်ကိုင်းအခက်အခဲတွေနဲ့ရင်ဆိုင်နေရလဲမိမိတို့ရောက်ရှိနေတဲ့ဒေသနဲ့အတူမိမိရဲ့မွေးနေ့နေ့သားကိုမှတ်ချက်မှာထိုင်းနိုင်ငံမှာအလုပ်ကိုင်းအစဉ်ကြီးပါစေဆိုပြီးအပြည့်အစုံရေးသားခဲ့ပြီးပါဆရာကြီးကိုယ်တိုင်တင်းရဲ့အလုပ်ကိုင်းတောက်ကတွေကင်းဝေးပြီးငွေဝင်လန်းတွေဝုန်းကနေပွင့်လာစေဟုအကြမ်းမြင်အာယုံနဲ့တီးတန့်မေတ္တာထက်ထန်ယူဆုတောင်းပေးသွားမှာဖြစ်ပါတယ်ခွန်ရသားသမီးအလုံးထိုင်းနိုင်ငံမှာအလုပ်ကိုင်းတွေအစဉ်ပြေပြီးစီးပွားဥစ္စာများတိုးပွားကြပါစေ။